သားတော်ဆွဲကြီးတွေကိုဒီလိုပြန်ပြီးတော့သုံးချမယ်ဒီမှာဆိုရင်ဒီလူကပထမဆုံးလိုချင်တယ်အရွယ်စားရှိတဲ့စပွဲကိုရအောင်တစ်သားပြရည်နဲ့ပေါင်းလို့လိုက်ပါတယ်ပြီးရင်တော့တစ်သားတုံးကိုကျုံးပုံစံရအောင်ဆက်နဲ့ထွင်းလိုက်ပါတယ်အဲ့ဒါကိုဘောင်းရဲ့အလင်မှာထားလိုက်ပါတယ်အဲဒီနောက်မှာတော့ရေးကြီးတဲ့ဘိုင်းကလာပါပြီးတစ်ကိုအကြောင်းဆက်တာဖြစ်ပါတယ်ဘေးကနေရေးဖြစ်နေထဲမှာဖြစ်လို့အပြာရောင်နဲ့ဆက်ပါတယ်အဲ့ဒါတွေကိုကျုံးရဲ့ဘေးဘက်လေးကိုလောင်းချလိုက်ပြီးတော့ဖြည်းဖြည်းချင်းပြန့်သွားစေရတာဖြစ်ပါတယ်ပြီးရင်တော့ရေးလိုင်းနေလောက်ရတော့မှာပါအဲ့ဒီအတွက်အဖြူရောင်ကိုထက်ဆက်ရပါတယ်ရပြီဆိုရင်တော့ကျုံးရဲ့နာမှာဘောင်းလေးအရင်လိုက်ထည့်ရပါတယ်ဒီမှာမှွေတဲ့ဆက်နဲ့ဖြည်းဖြည်းချင်းကိုဟိုပြက်ဒီပြန်လှုပ်လိုက်ပါတယ်ဒီမှာတော့လှိုင်းလေးတွေကပြီးဆုံးသွားပြီဖြစ်ပါတယ်အချိန်ဆောင်ပြီး6သွားတဲ့အခါမှာဘောင်းတဲကနေထုတ်လိုက်ပါတယ်ဘေးပေါင်တွေကိုဆက်နဲ့ချောတန်ညှိပြီးရင်တော့လှပတဲ့စပွဲကိုရရှိပြီဖြစ်ပါတယ်ဒီနီလန်ကလွယ်ကိုရိုးရှင်းတယ်လို့ထင်ရပေမဲ့တေချာတင်ယူပြီးတော့လှုပ်တာပိုကောင်းပါလိမ့်မယ်လက်မှုပညာတွေဘက်ကကြည့်လိုက်မယ်ဆိုရင်လွယ်တယ်ထင်ရပေမဲ့တကယ်တော့နှုတ်ဆက်ရပါတယ်ဆွေးမြင့်နေတဲ့တေတာတုံးကြီးကနေဒါမျိုးအသုံးဝင်တဲ့ပြည်စည်းတစ်ခုရသွားတာကတကယ်ကိုအသုံးဝင်ပြီးတော့အံ့ဩစရာဖြစ်ပါတယ်ပရိသတ်ကြီးလည်းကိုယ်တိုင်လှုပ်ထားတာလေးဆိုပြီးကြွားကြည့်ရင်တော့တစ်ကော်မှာပြီးတော့အစင်ပြေမဲ့တေတာတုံးကြီးတွေကိုလိုက်ရှာသိပြီလို့ပြောချင်ပါတယ်